Human dignity လူဂုဏ်သိက္ခာကိုစော်ကားလွန်တဲ့နိုင်ငံလူဂုဏ်သိက္ခာကိုတန်ဖိုးထားရကောင်းမှမသိတဲ့နိုင်ငံလူဂုဏ်သိက္ခာကိုမြောင်းနေကန်ချနေတဲ့နိုင်ငံကစစ်ရေဘေးငလျင်ဘေးနဲ့အခြားဘေးတွေကြောင့်ဘဝတွေပြတ်နေတဲ့နိုင်ငံဘာလို့လောက်ရမှမသိတော့တဲ့သူတွေများနေတဲ့နိုင်ငံအလုတ်လက်မဲ့တွေများလာတဲ့နိုင်ငံသရောင်းစားတွေများလာတဲ့နိုင်ငံဟဲ့ကောင်ဘူးအတမ်းမဆရာမလာစမ်းနေမနေ့ကအိမ်စာလည်းမလုပ်လာပါလားနစ်စာယောဂဖလာကြီးဆီယမကအနာကမျောလင့်ချက်လို့ပြောရေးခိုင်းတာဟုတ်အေးလေအနာကမျောလင့်ချက်လို့ငါကောင်းစင်ရေးခိုင်းတာအဲ့ဒါကြောင့်မရေးလာတာမျောလင့်ချက်တွေပြောင်းနေတဲ့နိုင်ငံအဝေးရောက်ညီကိုမောင်နှမတွေအိမ်လွှမ်းလို့မြန်မာပြည်လွှမ်းလို့တိုင်းပြည်လွှမ်းလို့ဆိုပြီးပြန်မလာချင်တော့တဲ့နိုင်ငံနောက်တစ်ခါမြန်မာပြည်မှာမွေးလို့ကတော့အမေဘလောက်ညှင့်ညက်ငါမထွက်ဘူးတဲ့မြန်မာပြည်မှာလာမနေချင်တော့တဲ့နိုင်ငံဒီနိုင်ငံရောင်နေမမြင်ရသေးဘူးမှောင်နေစဲနိုင်ငံပါအားငယ်နေတဲ့သူတွေများနေတယ်လေသင်ရပါအားငယ်နေမှာလားဖះခန္ဓာအသေးသေးဖျောင်းနိုင်လေးဆိုသူ့လိုငိုချမငိမ့်ပြရင်ပတ်ဝန်းကျင်ကထိန်လင်းသွားမှာပေါ့ငိုနေလားငိုပါငိုစရာတွေကများနေတာငိုပါငါလုံး Mind your mouth ပါဇက်ကိုထိန်ပါပြောချင်တဲ့စွန့်မပြောနဲ့ Mind your mind စိတ်ကိုထိန်ပါကိုเจ้าတီเจ้าတွေတွေးနေလား Mind your mood အတွေးကိုထိန်စိတ်ကိုလည်းထိန်ပါ Mind your money ပတ်စံကိုလည်းထိန်ပါသူများတွေငတ်နေတယ် Mind your manner သင်ရဲ့အပြုအမူလည်းထိန်ပါလက်လွတ်စပယ်မလုပ်လိုက်ပါနဲ့တပားသူတွေကနာကျင်နေတာနေတိုင်းစားနေရပြီမဝတာထမင်းနေတိုင်းဖြည့်ပြီးတော့မပြေတာဥစ္စာနေတိုင်းပြင်ပြီးတော့မလှတာသင်္ခန္ဓာအခုလည်းမှန်ကြည့်ခဲ့တယ်မဟုတ်လားအိုလာတာတော့အတူတူအိုလာတာပြူလာတာမဟုတ်ဘူးမပြုံးပြနဲ့မရင်နဲ့အဲ့အမှန်တရားလက်ခံလိုက်ကြောဟင်းပြောသလိုကြောက်ဗုဒ္ဓရဲ့စကားအမြဲတမ်းလောင်နေတာကိလေသာလောဘဒေါသမောဟထပ်ပြောမယ်အမြဲတမ်းမျက်မှောက်ပြုရမှာပြစ္ဆုတ်ပံပါပြစ္ဆုတ်ပံမှာပဲနေပေးပါမနှက်ဖြန်အကြောင်းတွေးရင်တော့သင်မောနေမှာပေါ့တကယ်လို့မှစိတ်တကြနေတယ်ဆိုတော့အသင်ပါတော့သူသင်အတိတ်မှာနေလို့ပါသင်စိုးရိမ်နေလားသင်အနာဂတ်မှာသွားနေလို့သင်ငြိမ်းချမ်းခြင်းလားပြစ္ဆုတ်ပံမှာနေသွားပါ